မြတ်စွာဘုရားကအယက်သေးစားစတဲ့မူရစ်စေတတ်တဲ့အရာတွေကိုအသုံးပြုခြင်းမှာအပြစ်6မျိုးရှိတယ်တဲ့ဒါဟုတ်မဟုတ်ကိုအောင်စင်ဘယ်အရာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုစိစစ်တဲ့အသိပညာရှိရအကျိုးလားအပြစ်လားအကျိုးနဲ့အပြစ်စိစစ်ကြည့်တဲ့အခါမှာအကျိုးအပြစ်ကပို့ပြီးတော့ကြီးမားသလားအကျိုးကပို့ကြီးမားသလားဒါလည်းစဉ်းစားကြည့်ရအဲ့တော့အကျိုးအပြစ်ကိုစဉ်းစားကြည့်လိုက်မယ်ဆိုရင်မူရစ်စေတတ်တဲ့အရာကိုတောက်ဆုံးခြင်းကြောင့်နံပါတ်1ဖြစ်ပေါ်လာမယ့်အပြစ်ကဘာလို့ဆိုကိုရှိတဲ့ပစ္စည်းဆုံးရှုံးခြင်းတန်ဋိဋ္ဌိကာဓနစာနိတဲ့မြတ်စွာဘုရားအပြစ်6မျိုးကိုဖော်ပြထားတယ်ဒီမှာမူရစ်စေဝါသုံးပြီဆိုလို့ရှိရင်ကိုရှိတဲ့ပစ္စည်းတွေဆုံးရှုံးပြီကုန်ဆုံးပြီဘာလို့ဆိုရက်လို့မရဘူးလေ drug addict ဖြစ်သွားလို့ရှိရင်သူကအဲ့တော့ကိုရှိတဲ့ပစ္စည်းဆုံးရှုံးမှုကနံပါတ်1ကြုံရမူရစ်နေတဲ့အခါတကယ်ချင်းအပေါင်းအသင်းတွေဘလောက်ပဲခင်းမူရစ်နေတဲ့အခါမှာလူဟာစိတ်ဓာတ်တွေကမမှန်တော့မြတ်စွာဘုရားဒုတိယအပြစ်အနေနဲ့ကလဟအဝတ္တနီခယံဒေါသကိုဖြစ်ပွားစေတယ်ဟောမူရစ်ခြင်းရဲ့အပြစ်ကခယံဒေါသကိုဖြစ်ပွားစေမယ်ခယံဒေါသဖြစ်ပွားသွားသည့်အတွက်ကြောင့်အဲ့ဒီနေရာမှာပဲလူသားမှုဖြစ်ခြင်းလည်းဖြစ်မယ်တည်ဆုံးရတာအသက်ဆုံးရှုံးတာဖြစ်ခြင်းလည်းဖြစ်မယ်ထိခိုက်ဒဏ်ရာရသွားတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ကလဟဩဒနီတုံးနဲ့တူချင်းများပြီးခယံဒေါသဖြစ်တယ်ဆိုဒီကနေ့မှာမကြားခြင်းအဆုံးနေ့စဉ်လိုဂျာနယ်တွေထဲမှာပါနေတာပဲเนาะတကဘာလုံးချိမယ်ဆိုရင်မူရန်ကားပြီးအချင်းများလို့တည်တဲ့ဟာနေတိုင်းတော့ရှိနိုင်တယ်ပေါ့တကဘာလုံးကခြုံကြည့်လိုက်အဲ့တော့ဒါတွေဟာကောင်းသောအရာတွေလာလို့ဆိုပဲကောင်းအသက်ဆုံးရှုံးသွားမှုကတန်ဖိုးရှိတဲ့လူဘဝတန်ဖိုးရှိအောင်မလုံးလိုက်ရပဲနဲ့ဘဝတစ်ခုဟာဆုံးသက်သွားတယ်ဆိုအလုံးနှမျောစရာကောင်းတရိစ္ဆာန်အသိမျိုးမဟုတ်ပဲနဲ့လူအသိပညာသင်ကြားလို့ရပြီးလူအကျိုးပြုနိုင်တဲ့လူဘဝရောက်လာပါရဲ့တန်းနဲ့ဆုံးရှုံးသွားရတယ်တဲ့ဒါနံပါတ်3အပြစ်ကတော့ပါတော့ရောဂာနာအာယတနာယောဂဝေဒနာတို့ရဲ့ဖြစ်ပေါ်ရာဌာနဖြစ်လာတယ်မူရစီဝါစားသုံးခြင်းကြောင့်ဥမာမဲ့အရက်တောက်စားခြင်းကြောင့်ဘာဖြစ်လဲအသက်ကျွတ်တာတို့အသက်ကင်ဆာတို့ဒီလိုဟာကစပြီအရက်တောက်လို့အစာအိမ်ယောဂဖြစ်တာတို့အစာအိမ်သွေးကြောပေါက်တာတို့အစာအရက်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကလည်းပဲအားလုံးဟာဒီကနေ့ခေတ်မှာစိတ်ပညာတတ်တဲ့ဆရာဝန်တွေကလည်းဒါကိုဖြစ်တယ်ဆိုတာကိုထောက်ခံပြောကြားထားတာဖြစ်တယ်မြတ်စွာဘုရားကဟောတယ်ရောဂာနာအာယတနာယောဂမျိုးစုံတို့ရဲ့အကြောင်းတရားဖြစ်လာနိုင်တယ်ဒါကြောင့်ဒါအဖြစ်တစ်ခုပဲနောက်တစ်ခုကဘာတော့အကိတ္တိသင်္စနနီမကောင်းတဲ့နေလည်းဖြစ်ပေါ်တယ်မကောင်းတဲ့ဆိုတာဒီလူကအတောက်သမားဒီလူကအစားသမားမူရစ်သမားဆိုပြီးတော့မကောင်းတဲ့နေဖြစ်ပေါ်တယ်နံပါတ်5ကျတော့ဘာတော့အပြစ်ကကောပိနနိဋ္ဌံတနီမူရစ်နေတဲ့ပုဂ္ဂိုလ်ဟာအဆက်ကွဲတယ်လုံးကြီးကျွတ်နေလဲကျွတ်မှမသိတော့နော်မူရစ်နေပြီဆိုရင်အကုန်အဆက်ကွဲပြီးတာမှတ်ပြီတစ်သလုံးဖုံးဖိထားတာလေအကုန်ပေါ်ကုန်အဲ့ဒါကြောင့်အဆက်ကွဲတယ်လို့ပြောဒီကနေ့ခေတ်မှာအမျိုးသားတွေနဲ့မူရစ်တာမဟုတ်ဘဲနဲ့အမျိုးသမီးတွေကပါမူရစ်နေဒုက္ခရောက်မျိုးသမီးတွေကြပိုလို့အန္တရာယ်တွေများတယ်ပေါ့မူရစ်ပြီးဆိုလို့ရှိရင်နောက်ဆုံးအချက်ကတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပဲအားလုံးကတော့တူညီတဲ့အဖြစ်တွေပါပဲနောက်ဆုံးအချက်ကတော့ဘာလို့ဆိုလူတံမိုးတစ်ခုဆုံးရှုံးသွားမယ်ဘာလို့ပညာယဒုပ္ပတိကရဏီအသိပညာတွေအားနည်းသွားစေတယ်ဟုတ်တယ်မူရစေဝါ30ပုဂ္ဂိုလ်တွေကတွေးလိုက်တိုင်းအလွဲတွေရွယ်တွေးတတ်တယ်ဆုံးဖြတ်ချက်တွေမှားယွင်းလာတယ်အဲ့ဒါကြောင့်အသိပညာဟာအားနည်းသွားတယ်လောကမှာလူတွေအတွက်တန်ဖိုးရှိဆုံးအရာပညာသာလင်ဖြစ်တယ်ဒါကြောင့်စာပေကျမ်းဂန်မှာလည်းပညာနရဏရတနာပညာသည်လောကသားတို့အတွက်ယရဏတစ်ပါးပါလို့ထိုဆိုတယ်အဲ့ဒီပညာဟာမူရစ်ကိုသုံးစားခြင်းကြောင့်
ကိုယ့်အတွက်ပညာတွေဟာယောနေသွားတယ်ပညာတွေဟာအားပြော့သွားတယ်အားမရှိတော့ဘူးအဲ့ဒါတော့ဆုံးရှုံးဆုံးပဲဘာလို့လဲဆိုရင်လူ့ဘဝမှာအသိပညာတတ်ပညာအမြဲတမ်းအရေးကြီးတာအဲ့ဒါကိုအားပြော့သွားစေတတ်တယ်ပျက်စီးသွားစေတတ်တယ်အားမရှိအောင်လုပ်ပစ်တတ်တယ်လို့ဟုတ်လားမူရစ်စားသုံးခြင်းနဲ့ပတ်သက်ပြီးတော့ရသော်ဗျာအဖြစ်6မျိုးသင်္ကာလောဝါဒသင်္ကာလသုတ်တံမှာဒီလိုဟောထားရှိအဲ့တော့ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တရားဟာမူရစ်ကိုရှောင်ပြီးသားဖြစ်သည့်အတွက်ကြောင့်သူ့အတွက်ဟာဒီဆိုးကျိုးတွေကလွတ်ကင်းသွားတယ်ဆိုးကျိုးတွေကလွတ်ကင်းသွားတော့အပြန်အပြင်ကြည့်မယ်ဆိုရင်သူဟာပညာစွမ်းအားတွေထက်မြက်လာနိုင်တယ်မူရစ်ရှောင်ခြင်းကြောင့်ပညာစွမ်းအားတွေထက်လက်လာနိုင်တယ်နော်ပစ္စည်းဥစ္စာမကုန်ဘူးဘယ်သူနဲ့မှရံမဖြစ်ရတော့ဘူးယောဂဝေဒနာလည်းဖြစ်မှုနည်းပါသွားတယ်မကောင်းတဲ့ရင်ကြောကြားတာလည်းမရှိတော့အဆက်ကွဲတာလည်းမရှိတော့ဘူးဆိုတော့အပြန်အပြင်မူရရှောင်ခြင်းကြောင့်ရတဲ့အကျိုးတွေကိုသိရှိနိုင်တယ်အေးကိုချင်းတရားပြပြဖို့အတွက်နောက်တစ်ခုအဆိုးကဘာလို့ဆိုလို့ရှိရင်လောင်းကစားအလောင်းစားလောင်းကစားလောင်းကစားတာခုခေတ်ဆိုကက်စီနိုတို့ဘာတို့အများကြီးပဲမလေးကိုရှိသေးရှိသမားတွေလောင်းတာလူတွေကထင်ကြတယ်လောင်းကစားလို့ရင်ကိုရှိသေးရှိချင်းအဲ့တော့လောင်းကစားပြုလုပ်ခြင်းကြောင့်နိုင်အောင်ကစားနိုင်လို့ပတ်သက်မရဘူးလားရတယ်အဲ့ဒီဟာကတည်မြဲသလားဆိုမတည်မြဲဘူးမြတ်စွာဘုရားကလောင်းကစားခြင်းကြောင့်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအပြစ်ပဲဘာဖြစ်လဲဆိုရင်ဆယံဝေရံပတဝတိနိုင်တဲ့ပုဂ္ဂိုလ်ဟာယန္တုတွေများလာတယ်လောင်းကစားမှာအနိုင်ရပြီဆိုရင်ကျန်တဲ့လူကဝိုင်းတတ်ဖို့သူ့ကိုကြည့်သူ့ကိုတတ်ဖို့ချောင်းလာအဲ့တော့သူ့မှာယန္တုတွေများလာဒါဖို့ဖဲဝိုင်းမှာတတ်ခံရတယ်ဆိုတာဒါတွေဖြစ်တယ်ဆယံဝေရံပတဝတိနိုင်လို့ရှင်လဲရန်ကိုဖြစ်ပွားစေတယ်ရှုံးတော့ရောဇီနောဝိတ္တမနုသောစတိရှုံးသွားတဲ့ပုဂ္ဂိုလ်ကရှုံးသွားတဲ့ငွေကြေးတနာအတွက်စိတ်ပူတယ်နော်စိတ်ပူပါရဲ့အဲ့တော့နိုင်တဲ့လူကတော့နိုင်တဲ့လူကလည်းပဲနိုင်လို့စိတ်ချမ်းသာကိုချမ်းသာလားလို့ဆိုမဟုတ်ဘူးရန်သူကြောက်နေရတယ်ရှုံးတဲ့လူကလည်းပစ္စည်းတွေဆုံးသွားလို့စိတ်ပူရတယ်ဟောနှစ်ယောက်စလုံးစိတ်ပူတာကြီးပဲကောတန်တေจิกာဒနာဇာနိတဲ့နံပါတ်3ကလက်တွေ့အပြင်တော့သူပစ္စည်းဥစ္စာတွေဆုံးရှုံးမှာပဲသိကြတယ်နံပါတ်4ကတော့တဘာဂတတဝဆနနာရုဟတိလူကြီးလူကောင်းအစည်းအဝေးတွေပြောတဲ့အခါမှာကစားသမားပြောတာဘယ်သူမှလက်မခံဒီလူကအလောင်းကစားသမားကြီးဆိုပြီးတကယ်ဒီအစည်းအဝေးခမ်းမတွေမှာသူပြောတဲ့စကားဘယ်တော့မှမထီရောက်တော့ဘူးဒါဆိုလို့နံပါတ်5ကျတော့ပါမိတ္တမစ္ဆာနံပရိဖုတောမိတ်ဆွေတွေပေါင်းတဲ့နေကသူ့ကိုထင်သေးကြတယ်အမြင်သေးကြတယ်ဒီကောင်လောင်းကစားသမားဒီကောင်နဲ့သိအဖက်မလုံးနဲ့ဟိုကောင်လောင်းတဲ့ကောင်လာပြီးပတ်ဆက်ရွှေလေးငါးစီဝါငွေချေးလိုက်မယ်ထင်သေးတယ်လေထင်သေးခါကို့အပေါင်းတဲ့ရတော့ကို့ကိုထင်သေးလားပရိဖုတောလွှမ်းမိုးနှိမ့်ဆက်လာဒီကောင်နဲ့ပေါင်းလို့မဖြစ်ဘူးဒီကောင်ပတ်ဆက်ပေးပြီးအဲ့ဒါသူလောင်းမှာပဲကစားအောင်မှာပဲဆိုမိတ်ဆွေတွေပေါင်းတဲ့နေကသူ့ကိုရှောင်ကြတယ်ဒီလိုအပြစ်ကိုဖြစ်စေတယ်နောက်နံပါတ်6ကျတော့ဘာလို့ဆိုရင်သမီးရှင်တွေကအလောင်းကစားသမားကိုဘယ်တော့မှတမက်လောင်းမရွေဘူးတဲ့အဲ့ဒါတော့အဆုံးရှုံးဆုံးပဲပေါ့နော်သမီးရှင်တွေကဘယ်တော့မှသူ့ကိုမရွေးချယ်တော့သူ့ကိုခေါင်းနဲ့ထဲ့အောင်ထဲ့တော့ဒီကောင်ကစားသမားဆိုပြီးတော့ဘာမှစီးပွားဖြစ်အောင်လုပ်နိုင်မှာမဟုတ်ဘူးသူကကစားသမားရှိသမျှပစ္စည်းတွေကုန်မှာပဲဆိုရင်ဘယ်တော့မှသမီးနဲ့ပေးစားဖို့မကြံစိတ်တော့ဒါတော့ဆုံးရှုံးဆုံးဖြစ်သွားအဲ့တော့မြတ်စွာဘုရားထောက်ပြထားတဲ့အပြစ်တွေဟာတကယ်လောကမှာရှိတဲ့အပြစ်တွေချင်းအဲ့ဒါကိုချင်းတရားပြပြသွားပြီဆိုလို့ရှိရင်အဲ့ဒီအပြစ်တွေရရှိနိုင်တယ်ဟောဒါကြောင့်မို့ကိုချင်းတရားထိမ့်သိမ်းဆောက်ရှောက်မှုဟာအမြဲတမ်းအရေးကြီးတယ်လူငယ်တွေရဲ့တောက်ပသောလှပသောအနာဂတ်ကိုရရှိဖို့ရအတွက်ဒီကိုချင်းတရားတွေ
ကောင်းမွန်အောင်ထိန်းသိမ်းဆောင်ရှောက်ဖို့လိုတယ်